ပြန်ကောက်စင်တဲ့ပုံစံရှိလား မရှိဘူးဖြင့် အော်မလိုက်မဲ့ပုံလေးကောက်ရအောင်ပေါ့နော် ဟုတ် စေရောဆိုးမလား ဆေးရဆိုးငယ် စေရအယောင်ရွေးထားတာရှိလား ရေးထားတယ် ရွေးထားတာရှိရနော်ပြီးလို့ရှိရင်မောင်တစ်ချက်ပြလိုက်နော် ဟုတ်ဟုတ် စေးစမဲ့ပုံလေးဒါပေမဲ့ကောက်တန်နဲ့လိုက်အောင်တော့ဆိုပေးမယ်တော့မျက်နှာလေးလည်းလင်းသွားအောင်လို့လေဒါကြာပြီနော်အမဲတွေကလေဆက်လိုက်ကြမယ်နော်